မင်္ဂလာပါဒီနေ့တော့တိုင်းရဲ့လုံနေတဲ့သူတွေအတွက်အရန်ကိုအသုံးဝင်တဲ့ကြက်ဥကိုအသုံးပြုပြီးတော့မှကယ်လိုရီအနည်းဆုံးနဲ့မနက်စာ3မျိုးလေးကိုမိကဖန်တီးပြပေးပါမယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဦးနော်ကြက်ဥကိုအဓိကအသုံးပြုမှာဆိုတော့ဒါကြက်ဥလေးပါမယ်ပေါ့နော်ပြီးရင်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ကြက်သွန်မိတ်မုံလာဦးနီပြီးလို့ရှိရင်ပါမုတ်ပါမယ်ပြီးတော့လို့ရှိရင်တော့ဒါထောပတ်သီးလေးပါမယ်စားရင်ငယူကောင်းလေးရပါမယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့မီလုံးမိတ်နီလေးကတော့ဒါကြက်ဥအသီးရွက်လေးလုံးမယ်ပေါ့နော်ကြက်ဥကိုမိကအသေးနဲ့အကြီးနဲ့ဟိုဒါမျှပြီးတော့သုံးပါတယ်ပြီးရင်အနှစ်ကိုဖယ်လိုက်တယ်ပေါ့နော်ရတာအတွက်အနေနဲ့ကိုတော့ငရုတ်ကောင်းနဲ့ဒါစားကိုပဲထည့်ပြီးတော့သုံးနေပြီးရင်မုံလာဦးနီရဲ့ကျက်သွန်မလေးထည့်ပေါ့နော်ကျက်ဥနှစ်ကလေးကိုတက်မွေတယ်ဒီနေရာမှာစီကတစွန်းလောက်ပဲထည့်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတော့အိုးမကန်ဘူးပေါ့နော် nested အိုးနဲ့ကျက်ဥအဖြူအသီးရွက်ကလေးတွေကိုဒါအရင်ကြော်ပေးတယ်ပြီးတော့မှသူ့ကိုဘေးနားသားလေးတွေကျက်တော့မှတဖြည်းဖြည်းနဲ့ဒါလိတ်သွားပြီးတယ်ပေါ့နော်ဒီနေရာမှာအနှစ်မစားချင်ဘူးဆိုလို့ရှိရင်လည်းရတယ်မိကတော့တဏီကုံလုံးအလုံးလို့ရအောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအနှစ်ကလေးကိုလည်းထည့်ပါတယ်တဖြည်းဖြည်းနဲ့လိတ်သွားလိုက်လို့ရှိရင်တော့ဒါပထမဦးဆုံးတဏီလေးရသွားပြီပေါ့နော်မိကချောင်းဆိုးပြီးတော့အတန်ဝင်နေတဲ့အတွက်ကြောင့်မလို့သိခံပြီးပါအောင်နော်ကဲဒါဆိုလို့ရှိရင်ပထမတဏီပြီးသွားပါပြီဒုတိယတဏီအနေနဲ့ကတော့အဗိုကာဒိုတို့စ်လေးလုပ်မယ်ပေါ့နော်ဒါလိုအပ်တာကပါမုတ်ရဲ့ထောပတ်တီရဲ့ကြက်ဥရဲ့ပေါ့နော်ပါမုတ်ကိုဒါမီးခင်မကင်ရင်မိလို့ပဲဒီလိုလေးပန်ထရိုင်းလေးလုပ်လိုက်ပေါ့နော်မိကတော့ air fryer ရှိပြီမဲ့အလုံးရှုံလို့ပန်ထရိုင်းလေးပဲလုပ်ပါတယ်ကြက်ဥကြော်ဖို့အတွက်ကတော့ထောပတ်လေးအသုံးပြုတယ်ထောပတ်လေးကိုအပူပေးပြီးတော့ကြက်ဥလေးတစ်လုံးကိုဒါကြော်ပေးလိုက်တယ်ပေါ့နော်ဒီနေရာမှာမိကကြက်ဥကိုအလုံးသေးလေးပဲအသုံးပြုပါတယ်ပြီးရင်တော့ထောပတ်တီကိုအလဲကနေထက်ချမ်းခွဲပြီးတယ်ထောပတ်တီကကောင်းလိုက်တာဆိုတာရှင်အသားကြီးပဲအခွန်လေးကပလေးနဲ့ပေါ့နော်ပြီးရင်ထောပတ်တီကိုလေဒါတဝက်ပဲသုံးတယ်ပေါ့နော်မိကဒီရဲ့တဝက်တချမ်းကိုမှတဝက်ပဲသုံးတယ်ပေါ့နော်တစိမ့်လို့ပြောရမလားအဲ့ထဲကိုစားလေးနည်းနည်းနဲ့ငယူကောင်းကြိုက်ရင်ငယူကောင်းလေးထည့်ပါနော်ကဲပြီးတော့ရင်စောစောနာကမီးကင်ထားတဲ့ပါမုတ်ပေါ်ကိုဒီအဗိုကာဒိုအနှစ်ကလေးတင်ပေးလိုက်မယ်ပေါ့နော်ပြီးတော့ရင်သူ့အပေါ်ကိုဒီကြက်ဥလေးတင်ပေးလိုက်တယ်ဆိုလို့ရှိရင်ဒါလေးကကျွတ်ကလေးနဲ့ကြက်ဥအနှစ်ကလေးနဲ့အဗိုကာဒိုအနှစ်ကလေးနဲ့အရန်ကိုစားကောင်းတဲ့အဗိုကာဒိုတို့စ်လေးရပြီပေါ့နော်ဒါလည်းကယ်လိုရီရနေပါတယ်နောက်ဆုံးတစ်ခုအနေကတော့လုံးဝကယ်လိုရီနည်းတဲ့ကြက်ဥပေါင်းပေါ့နော်အဲ့တဲ့ကိုမိကပင်းငပြားကြီးအကြီးရဲ့ငရုတ်ကောင်းရင်စတားမုံနေငယ်လေးထည့်ပြီးတော့ဒါမှွေပေးတယ်ပြီးသွားရင်မုံလာဥနီနဲ့ပြီးရင်ဒါကြက်သွန်မိတ်လေးထည့်ပေးပြီးတော့ရေလေးနည်းနည်းလေးထည့်လိုက်တယ်ပေါ့နော်ပြီးတော့စကားလေးခံပြီးတော့မိကပေါင်းပေးလိုက်တယ်ဒါဆိုလို့ရှိရင်ကြက်ဥပေါင်းလေးရပြီပေါ့နော်ဒီလုံကြီးတွေကလေအရန်လဲလွယ်တယ်အလုပ်လည်းမရှုပ်ဘူးဝိတ်ချတဲ့နေရာမှာလည်းအရန်ကိုအသုံးဝင်တဲ့အတွက်ကြောင့်မလို့ဒါမိကတော့ကိုရပိုင်းမှာဂျင်လင်းနာတဲ့အတွက်ကြောင့်မို့လို့ဒီလုံနီးလေးတွေကိုမနက်ပိုင်းဆိုရင်လှုပ်စားဖြစ်တယ်တခါတလေညဘက်ဒီမှာထမင်းမစားဖြစ်တဲ့အခါကြလို့ရှိရင်ဒီဟာလေးတွေကိုလှုပ်စားဖြစ်တယ်ပေါ့နော်ကျုပ်တစ်လုံးမှာကအလုံးကြီးမှာဆိုလို့ရှိရင်ကယ်လိုရီက80-80လောက်ပါတယ်ပေါ့နော်တကယ်လို့ကိုကဒီတက်ပို့ပြီးနေကျင်တယ်ဆိုလို့ရှိရင်အနှစ်ကိုထုတ်ပြီးတော့လုံလို့ရတယ်ပေါ့နော်မိကတော့အနှစ်ကိုပါထည့်ပြီးတော့စားပါတယ်ဘာဖြစ်လို့ဆိုတော့နှစ်မျောလို့ပါကဲကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် thank you for watching ဒီနီးလန်းလေးနဲ့အဆင်ပြေပြီးတော့ဝေးကြပါစေရှင် bye bye see you next video